ဒီယာကိုကိုနိုင်ငံမှာအီဘိုလာရောဂါကြောင့်မိနစ်30လျင်လူတဦးနှုန်းသေဆုံးနေရကြောင်းကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့အတွင်းမှုချုပ်ကဩဂလပြောကြားခဲ့ပါတယ်။ဒါကြောင့်နိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့ဒီယာကိုကိုမှာဖြစ်ပွားနေတဲ့အီဘိုလာရောဂါကူးစက်မှုများကိုတုံ့ပြန်ရမှာပုံမအရေးယူဆောင်ရွက်ပေးကြရန်၎င်းကတောင်းဆိုခဲ့ပါတယ်။ဒီကူးစက်ရောဂါဟာစံချိန်တင်အမြင့်ဆုံးနှုန်းနဲ့ပြန့်ပွားနေတာဖြစ်ပါတယ်။ဒီဗိုင်းရပ်စ်ကကျွန်တော်တို့ထက်ပုံမရှေ့ရောက်မသွားခင်အမြင့်နှုန်းပမာဏနဲ့ညီညွတ်မျှတမှုတို့နဲ့တုံ့ပြန်ဆောင်ရွက်ဖို့လိုအပ်ပါတယ်လို့ Fletcher ကပြောကြားခဲ့ပါတယ်။မေလ15ရက်နေ့ကဒီယာကိုကိုမှာအီဘိုလာကူးစက်ရောဂါဖြစ်ပွားနေကြောင်းစတင်ကြေညာခဲ့ချိန်မှစ၍အတည်ပြုလူနာ4500ကျော်အနက်အနည်းဆုံးလူ2128ဦးသေဆုံးခဲ့ပြီးဖြစ်ပါတယ်။ဒါကြောင့်အခုအီဘိုလာကူးစက်မှုဟာတမိုင်းတစ်လျှောက်သေဆုံးမှုအများဆုံးအီဘိုလာပြန့်ပွားမှုဖြစ်လာရန်လမ်းကြောင်းပေါ်ရောက်နေပြီလို့ကုလသမဂ္ဂကပြောကြားထားပါတယ်။ဒီယာကွန်ဂိုနိုင်ငံမှာအီဘိုလာဗိုင်းရပ်စ်ကအနိုင်ရနေပါတယ်။ဒီဗိုင်းရပ်စ်ကကျွန်တော်တို့ရဲ့တုံ့ပြန်ဆောင်ရွက်မှုတွေထက်တာလွန်မသွားအောင်တားဆီးရပါမယ်လို့ကိုခန္ဓာမှထွက်တဲ့အရေးများနဲ့ထိတွေ့မှုမှတဆင့်ကူးစက်တဲ့အီဘိုလာဗိုင်းရပ်စ်အားထိန်းချုပ်ရန်လက်တလောကြိုးပမ်းနေမှုများကိုရှင်းလင်းပြောကြားစဉ် Fletcher ကပြောကြားခဲ့ပါတယ်။ဒီကူးစက်ရောဂါဟာမိနစ်30မှာလူတအုံနှုန်းသေဆုံးစေနေပါတယ်လို့ Fletcher ကပြောကြားခဲ့ပြီးအခြားလူပေါင်းများစွာအတွက်လည်းအနေရှိနေကြောင်းသတိပေးခဲ့ပါတယ်။နိုင်ငံအသီးသီးအနေနဲ့အခုအီဘိုလာရောဂါတိုက်ဖျက်ရေးရန်ပုံငွေအတွက်အမေရိကန်ဒေါ်လာတန်300နီးပါးလှူဒန်းထားပြီးဖြစ်ကြောင်းလည်း Fletcher ကပြောကြားခဲ့ပါတယ်။